မင်္ဂလာပါအကိုတဲ့ဟုတ်ကဲ့ပါဗျာကဲစမယ်အပူခွဒီပွဲမှာကစားလို့ကောင်းမယ်နော်ကျွန်တော်အပူခွကစားခြင်းတယ်ဒီပွဲမှာဒီ line နေရဟိုးကျွန်တော်တို့2023တုန်းကကစားခဲ့တဲ့ line နေဒါကျွန်တော်တို့ဒီအောက်မှာနော်တစ်ထိတ်တစ်ပိတ်နော်ဒီမှာတစ်ထိတ်တစ်ပိတ်ဒီမှာတစ်ထိတ်တစ်ပိတ်ရှိအဲ့ဒီတစ်တွေကနေသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ဗရိတ်ဆက်တစ်တွေနော်ဒီမှာဗရိတ်ဆက်တစ်တွေနောက်ဒီမှာဗရိတ်ဆက်တစ်ကစားခဲ့ရတယ်အဲ့ဒီဗရိတ်ဆက်တစ်ကနေကျွန်တော်တို့နှစ်ကျော်လိုက်ကျွန်တော်တို့ဒီမှာ9ထည့်စီအောက်မှာထိတ်တူထိတ်ဒီနှလုံးက6နော်ဒီမှာ9ထည့်စီထိတ်တူထိတ်ဒီနှလုံးက9တခါ9ထည့်စီထိတ်တူထိတ်ဒီနှလုံးက8နော်အဲ့ဒီမှာအခုကျွန်တော်တို့သူကနေပြီးတော့6ဆုံးတဲ့ခုနှစ်ထဲကိုကျွန်တော်တို့ရောက်လာတော့ဒီပွဲမှာ9နောက်ပိတ်နဲ့အပူခွသူကစားလို့ရเนาะ884တဲ့စိုက်လေးမတွေ့ဘူးခင်ဗျเนาะအပူတော့ကြိုက်တယ်884တော့မတွေ့ဘူးအဲ့တော့ဒီကျွန်တော်တို့ဒီ9ထိပ်စီးရဲ့တနစ်ကျော်အောက်ဆောင်မှာသူကခါနှလုံးနှစ်လို့ဖြစ်ပြီးသူ့ရဲ့အောက်မှာเนาะကျွန်တော်တို့အပူခွကစားတယ်အဲ့ဒီ9ထိပ်စီးကနေတော့တနစ်ကျော်လိုက်ခါနှလုံးနှစ်เนาะသူ့အောက်မှာအပူပဲအဲ့ဒီ9ထိပ်စီးတနစ်ကျော်ဒီမှာပြီးခဲ့တဲ့ပွဲကခါနှလုံးနှစ်ကြပြီသူ့အောက်မှာဒါအပူကစားမယ်ပေါ့ဗျာเนาะဘူးကစားမယ်ဆိုတော့အဲ့ဒီမှာကသူကတခြားအထောက်တွေတော့ရှိတယ်ကျွန်တော်ထည့်ပြီးတော့မပြောနေတော့เนาะဒီမှာအမြင်တိုင်းလေးကြည့်လို့ရတယ်เนาะကျွန်တော်တို့ခွန်နောက်ပိတ်ဒီကခွန်ဒီတစ်လို့ဖြစ်ခဲ့တယ်သူ့ဇောင်းကခွန်ထိတ်စီးရဒီမှာခွန်နှလုံးပူသလားခွန်နောက်ပိတ်နဲ့ပူသလားပေါ့เนาะဒီမှာလည်းကျွန်တော်တို့တစ်နှလုံးဖြစ်တယ်သူ့ရဲ့ဇောင်းက6ကဒီမှာ6နောက်ပိတ်နဲ့ပူတယ်ပေါ့เนาะအဲ့ဒီမှာတစ်နှလုံးဖြစ်တယ်သူ့ဆောင်က9ထိပ်ကဒီနေရာမှာကျွန်တော်တို့9နောက်ပိတ်နေတာပူးသွားလို့ရတယ်ဒီပြင်ကနန်းတော့ကျွန်တော်မထည့်ဘူးခွန်9ပဲကျွန်တော်ထည့်မယ်နော်အဲ့ဒီ9နောက်ပိတ်နဲ့အပူးဆိုတော့နောက်ပြီးခဲ့တဲ့ပွဲတုန်းကတဲ့3နှစ်ကျော်ဒါပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ကစားပြခဲ့တဲ့ line 3နှစ်ကျော်ကျွန်တော်တို့ဒီ6ထိပ်နော်6ထိပ်ဗရိတ်ကိုသူ့ရဲ့3ပွဲကျော်တစ်ပွဲ2ပွဲ3ပွဲကျော်မှာထွက်တဲ့ကဏ္ဍเนาะဒီကဏ္ဍက9နှစ်မြောက်ကကဏ္ဍကျွန်တော်ပြီးခဲ့တဲ့ပွဲကပြခဲ့တဲ့ line เนาะဒီကဏ္ဍ1 2 3 4 5 6 9 9เนาะ9နှစ်မြောက်ထဲကထွက်ထားတဲ့ကဏ္ဍ318เนาะဘယ်ရောက်သွားတာ318တဲ့ဒီမှာเนาะအဲ့9နှစ်မြောက်ကဏ္ဍလာထွက်သူ့အောက်ထွက်တဲ့ကဏ္ဍအပူเนาะအဲ့ဒီအပူကိုသူကနှစ်ဦးကဏ္ဍ1ချိန်ဒီမှာတော့ဒဲကြီးထွက်တာဟုတ်เนาะဒဲကြီးထွက်တာဟုတ်ကျွန်တော်တော့1ချိန်လို့ပဲယူလိုက်เนาะအဲ့ဒီမှာအပူဘာလို့ပြောတော့ဆိုတော့သူ့ဘေးမှာလဲသူကအပူနှစ်ကွက်ကရင်ဆိုင်ထွက်ထားတာအဲ့ကျွန်တော်တို့ဒီမှာအပူ3ကွက်ကစားခြင်းတခါကျွန်တော်တို့ဒီမှာတုံညပြီးတော့ဟိုကိုပြီးတော့တုံညเนาะတုံညထိပ်ဗရိတ်တုံညသူကနေ1 2 3 4ပွဲသွားလိုက်ဒီကဏ္ဍ9နှစ်မြောက်ကကဏ္ဍ1 2 3 4 5 6 9နှစ်မြောက်ထဲကကဏ္ဍเนาะ4 3 5ထွက်သွားတယ်ထွက်ပြီးရင်သူ့အောက်မှာကျွန်တော်တို့အပူခွကစားမယ်เนาะသူကလည်းဒီဘေးမှာအပူခွ3ခွက်သူကစားတာဟုတ်เนาะအပူဖြစ်ကမှာအဲ့တော့ဒီမှာလည်းအပူ3ခွက်ကစားတယ်အဲ့တော့အခုပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ဒီတစ်ထိပ်ဗရိတ်ဆက်တစ်ဟုတ်တယ်မတစ်ထိပ်ဗရိတ်ဆက်တစ်သူကနေ1 2 3 4ချိန်ကြီးလိုက်ဒီကဏ္ဍဒီ9နှစ်မြောက်ကကဏ္ဍเนาะအဲ့1 2 3 4 5 6 9နှစ်မြောက်တဲ့ကကဏ္ဍနှစ်6နှစ်9မှာထွက်သွားပြီเนาะကျွန်တော်တို့က6နှစ်9ကိုမယူဘဲနဲ့ဒီကဏ္ဍ9လေးတစ်ကြီးယူထည့်လိုက်တာအိုးเนาะလွဲသွားတာအဲ့သူ့အောက်မှာကျွန်တော်တို့က9နှစ်မြောက်ကကဏ္ဍလာထွက်ပြီးတယ်သူ့ရဲ့အောက်မှာကျွန်တော်တို့ကအပူကစားတော့မယ်ပေါ့เนาะဒီမှာအပူ3ခွက်ကျွန်တော်တို့ဆင့်ပြီးတော့ကစားခြင်းเนาะဒီအပေါ်ဆောင်ကဆင်းလာတဲ့เนาะဒီမှာအပူခွက်ဒါကျွန်တော်တို့ကစားလို့ရတယ်နောက်တစ်ချက်ကျွန်တော်တို့ဒီမှာအပူ2နှစ်ကျော်ဒီမှာအပူ2နှစ်ကျော်ဒီမှာအပူကစားလို့ရတယ်เนาะထားလိုက်တော့ဒါဆိုရင်ကျွန်တော်တို့အောက်လိုင်းကနေကြည့်လာเนาะ6ထိပ်စီ6ပါဝါနောက်နှလုံးဆက်1လို့ရိုက်တယ်သူ့ရဲ့အောက်မှာအပူခွပဲသူကစားတယ်เนาะသူကနေပြီးတော့ကျွန်တော်တို့အချိန်ငိုက်ပြေးတက်လိုက်เนาะ1 2 3 4 5 6 9
သွားတပွဲကြော်မှာလဲ6ထိပ်စီနောက်နှလုံးပေါင်း7သူ့အောက်မှာအပူးပဲနော်အဲ့သူကနေ1 2 3 4 5 6 9ပွဲသွားနော်နေအောင်သူနေတာသူ့အပေါ်ကနေ1 2 3သူ့အပေါ်ကနေနော်6ထိပ်စီရဲ့အပေါ်ကနေ1 2 3 4 5 6ထိပ်စီကနေ1 2 3 4 5 6 8နော်သူ့ဘေးမှာ6ထိပ်စီကနေ1 2 3 4 5 6 8နော်သူ့ဘေးမှာဒါ6ထိပ်စီနဲ့နောက်နှလုံးပေါင်း7ထွက်တယ်သူ့ရဲ့အောက်မှာကျွန်တော်တို့ကအပူးခွကစားလို့ရတယ်နော်အဲ့သူက6ထိပ်ဗရိတ်ခွန်ထွက်တာပဲသူ့အောက်ပူးတာပဲနော်6ထိပ်ဗရိတ်ခွန်သူ့အောက်ပူးတာပဲအဲ့တော့6ထိပ်ဗရိတ်ခွန်ထွက်တယ်သူ့အောက်မှာပူးမလားနောက်တစ်ခါ6ထိပ်စီသူ့အောက်မှာပူးနော်ဒီမှာ6ထိပ်စီသူ့အောက်မှာပူးပြီးခဲ့တဲ့ပွဲ6ထိပ်စီထွက်တယ်သူ့အောက်မှာဒါပူးသွားနိုင်တယ်နော်အပူးကကျွန်တော်တို့ဒီ line ကလည်းအပူးကိုသူကစားလို့ရတယ်နော်ဒီအောက်ဆောင် line ကလည်းဒါကျွန်တော်တို့အပူးခွကစားလို့ရတယ်နော်နောက်ဒီနားကတတိကျော်ဆောင်လက်ကလည်း6ထိပ်အောက်မှာအပူးခွတွေကစားတယ်နောက်တစ်ခါကျွန်တော်တို့ဒီဘက်ကိုကြည့်နော်ခွန်တုံညာခွတယ်သူ့အောက်မှာဗရိတ်9ထွက်တယ်သူ့ဘေးမှာကျွန်တော်တို့အပူးခွကစားတယ်နော်အဲ့တော့ကနေကျွန်တော်တို့အပေါ်အချိန်ငှက်ကြီးလိုက်1 2 3 4 5ချိန်သွားမယ်နော်5ချိန်သွားပြီးရတယ်သူကနေတန်းကျွန်တော်တို့နှစ်ရေကရေသွားလိုက်ခွန်တုံညာခွတယ်သူ့အောက်မှာဗရိတ်6ထွက်တယ်နော်သူ့ဘေးမှာအပူးခွထွက်တယ်အဲ့သူကနေကျွန်တော်တို့1 2 3 4 5ချိန်တက်သွားလိုက်တန်းနဲ့ပြေးသွားလိုက်နော်ဒီမှာခွားခွန်ရှိတယ်သူ့အောက်မှာဗရိတ်ခွန်နော်အဲ့ဒီဗရိတ်ခွန်ရဲ့ဘေးမှာကျွန်တော်တို့အပူးခွကစားလို့ရတယ်နော်ခွန်ဗရိတ်ဘေးမှာအပူး6ဗရိတ်ဘေးမှာအပူးနော်ကျွန်တော်တို့9ဗရိတ်ဘေးမှာအပူးခွကစားလို့ရတယ်အဲ့ဒီပွဲမှာအပူးခွကဏ္ဍနေကျွန်တော်ရေးပေးထားတာလေးတွေဦးစားပေးပြီးတော့ကစားဖို့ဗျာနော်အော်ခုနကပြောတဲ့ site မှာကြံခဲ့တယ်နော်ဒီကဏ္ဍကဒီမှာတော့ဒဲကြတယ်ဒီကဏ္ဍကြတော့ဒီမှာ1ချိန်ကြတယ်နော်ဒီနေရာမှာဒီကဏ္ဍကိုကျွန်တော်တို့1ချိန်နဲ့ကစားမယ်ဆိုရင်ဒီပွဲမှာကျွန်တော်ထည့်ပေးမယ်ကဏ္ဍကျွန်တော်ဟိုနေ့ကလည်းပြောပါတယ်နော်ခွန်9ကျွန်တော်ထည့်နောက်ခွန်2ထည့်လို့ရတယ်နော်ဒါလေးတွေကသတိထားဖို့အဲ့ဒီအပူးကသူကဒီပွဲမှာကစားဖို့ကောင်းတယ်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီ6ဆွန်းတဲ့ခုနှစ်ထဲမှာနော်3ထိပ်စီဗရိတ်ဆက်2လို့ဖြစ်တယ်နော်ဗရိတ်ဆက်2 3ထိပ်လို့ဖြစ်တယ်သူ့ဘေးမှာအပူးပဲထွက်တယ်တခါဒီမှာ6ဆွန်းတဲ့ခုနှစ်ထဲမှာနော်ကျွန်တော်တို့ဗရိတ်ဆက်3နော်73ဗရိတ်3ထိပ်လို့ဖြစ်တယ်သူ့ဘေးမှာအပူးပဲထွက်တယ်အဲ့ဒီမှာကျွန်တော်တို့6ဆွန်းတဲ့ခုနှစ်ဒီပွဲမှာ3ထိပ်စီဗရိတ်4နော်4ဗရိတ်3ထိပ်လို့ဖြစ်လိုက်တယ်သူ့ရဲ့ဘေးမှာကျွန်တော်တို့ကအပူးကစားလို့ရနော်အဲ့သူက9နှစ်4 3နော်နောက်ပိတ်နေပိတ်နေခွန်နေတာ哦အဲ့ဒီမှာ3 4ဆိုတော့ခွန်တာ哦နော်ကျွန်တော်တို့အဲ့ဓာတွေကထည့်ပြီးတော့သူကပူးကျင်တယ်ပေါ့ပူးတာမပူးတာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ပူးမလားမပူးလားကျွန်တော်ခွန်ထိပ်ပဲကစားမယ်ခွန်ထိပ်နဲ့အပူးပဲကစားမယ်ဘာလို့လဲဆိုတော့ဒီစိတ်ကခွန်ထိပ်ပဲယူမှာเนาะဒါပေမဲ့ကျွန်တော်ကဏ္ဍတော့ထည့်ပေးလိုက်မယ်ဒါကကျွန်တော်ခုနကပြတဲ့ line ပဲเนาะအပူး2ချိန်အပူးလို့3ချိန်အပူးလို့ကျွန်တော်ပြောတဲ့ line ပဲเนาะအဲ့ဒီနှစ်ထဲမှာအချိန်ကကျွန်တော်တို့တက်မယ်เนาะကျွန်တော်တို့ဒီမှာ8ထိပ်စီရှိအဲ့ဒီ8ထိပ်စီက9 2 1เนาะ9 2 1ဒီသုံးလုံးကိုသူက8လို့ပြန်ကစားတယ်8ရဲ့ပါဝါเนาะဒီ8ရဲ့ပါဝါအောက်မှာ3ခါနဲ့သူကစားတယ်เนาะဒါပေမဲ့ကျွန်တော်3ခါကိုမယူဘူးเนาะဒီ8ထိပ်ဒီ3လုံး8လို့ပဲကျွန်တော်ယူလိုက်တော့အဲ့သူကနေပြီးတော့အပေါ်ကိုကျွန်တော်တို့၄ဘွဲ့တက်တန်းသွားလိုက်နော်၄ဘွဲ့တက်တန်းသွားလိုက်ရင်ဒီမှာ9ဆုံးခုနကပြောတဲ့3ချိန်မှာအပူနော်အချိန်ငိုက်တက်လာလိုက်တော့ခုနကကျွန်တော်တို့က8ထိပ်ကိုဒီ3လုံး8ပြီးတော့ဒီမှာခွန်ထိပ်စီနော်အဲ့ဒီခွန်ကို3 1 3နော်ခွန်လို့သူပြန်ကစားတယ်ဒါဆိုရင်သူကနေ1 2 3 4ဘွဲ့တက်တန်းလာလိုက်နော်ဒါခုနကကျွန်တော်ပြောတဲ့ဒီနေရာမှာအပူလို့ပြောတယ်နော်တော့အဲ့မှာသူကရှေ့ခွန်ပြီးတော့6ထိပ်စီထည့်ထားတဲ့အတွက်9 3ညခွန်เนาะကျွန်တော်ဒီ3လုံးကို6လို့ကျွန်တော်ပြန်ထည့်ချင်တယ်ထည့်ချင်တော့ဒီနေရာမှာခွန်ထိပ်စီနဲ့ဒါအပူခွကစားလို့ရတယ်เนาะအဲ့ဒီမှာကသူ့ site ကသူကဒီ8ပါဝါ3ခါ
နော်ဒီမှာခွန်ပါဝါနှစ်ခါဒါဆိုရင်ကျွန်တော်တို့ကဒီ6ပါဝါဒါတစ်ခါထည့်သွားလို့ရတယ်နော်ဒါဆိုခွန်တစ်အတွဲနဲ့အပူးဆိုလို့ရှိရင်ကျွန်တော်တို့ခွန်တစ်တို့ထည့်လို့ရတယ်နော်ခွန်တစ်ခွန်တို့ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လောက်ကြီးတော့မယူတော့ဘူးခွန်ထိတ်တစ်လုံးပဲကျွန်တော်ယူပြတာနော်ဟုတ်ခွန်ထိတ်နဲ့အပူးခွနော်ခွန်9ခွန်5အဲ့ဒါလေးတွေသတိထားဒါကျွန်တော်လေးနောက်ပိတ်လဲရှိတော့ရှိတယ်ဗျဒါပေမဲ့နှစ်ခွန်4တို့ဘာလို့လဲရှိတယ်နှစ်ခွန်4ကြတယ်လည်းမတိုက်ဘူးပတ်ကြလေးပါဝါကိုရှိပါတော့ခွန်ပါဝါစံနှစ်ပရိတ်စနှစ်ပရိတ်နောက်ဒီအောက်ကနေကျွန်တော်တို့ပြန်ပြီးတော့တက်မယ်12ပရိတ်ကိုကျွန်တော်ပြမယ်နော်ဒါကြကျွန်တော်တို့ဒီ6စွန်းနဲ့ခုနှစ် line ထဲမှာပဲဒါပြီးခဲ့တဲ့ပွဲကလွယ်လေးပဲကျွန်တော်တို့မကင်ရဲတာကျွန်တော်ဒီမှာ10ပရိတ်နော်ဇောင်းတက်တာ10ပရိတ်ဇောင်းတက်တာဒီမှာလည်း10ပရိတ်ဒါဇောင်းတက်သွားဒီမှာကျတော့10ပရိတ်မဟုတ်တော့ကျွန်တော်တို့ကမကစားရဲဘူးသူကခွန်ပရိတ်ဇောင်းတက်အမှန်ပေးတာပဲနော်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကသူကနေကျွန်တော်ဒီအောက်ဆောင်မှာပရိတ်3ရှိသေးနော်သူကနေ1 2 3 4ပွဲဆင်းလိုက်နော်ဒီမှာ4ပါဝါပရိတ်6ထွက်တယ်ဒီမှာ8ပရိတ်ဇောင်းတက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီ8ပါဝါ3ပရိတ်ထွက်တယ်ဒါဆိုရင်ဒီမှာခွန်ပရိတ်ဇောင်းတက်သွားပြီသူ့အောက်မှာထွက်မဲ့ကဏ္ဍဒီခွန်နောက်ပိတ်ရဲ့ပါဝါ2ပရိတ်ထွက်လို့ရတယ်နော်တခါအောက်ဆောင်ကနေကျွန်တော်တို့17ပရိတ်ဇောင်းမှာ9ထိပ်နော်10ပရိတ်ဇောင်းမှာ8ထိပ်17 10ပြီးတော့အခုဒီ9ပရိတ်ဇောင်းမှာကျွန်တော်တို့ခွန်ထိပ်စီးထည့်လို့ရတယ်နော်ဘူပရိတ်ရှိတယ်လေဘူပရိတ်ကကျွန်တော်ခွန်8 5ထည့်ပေးထားတာပဲအဲ့ဒီခွန်ထိပ်နဲ့12ပရိတ်ကိုကျွန်တော်တို့ခွန်8ခွန်ကျွန်တော်တို့ထည့်နော်ဘာလို့ခွန်8ခွန်ထည့်မလဲဆိုတော့ခွန်8ခွန်ကမွေးဆိုင်ရှိတယ်ဆိုတာဒီကောင်ကဒီနားလေးမှာတဲ့ဒီနားလေးမှာကျွန်တော်တို့ဒီတိုင်းရမယ်တက်သွားလိုက်เนาะကျွန်တော်တို့နှစ်ထိပ်ပရိတ်8တစ်ထိပ်ပရိတ်8เนาะ3ညထိပ်ပရိတ်8เนาะ3ညထိပ်တစ်ထိပ်နှစ်ထိပ်เนาะတနေ့ကျော်မှာ10ပရိတ်ဒါ10ပရိတ်တွေသူကစားသွားတယ်အဲ့ဒီ10ပရိတ်တွေကစားသွားတဲ့နှစ်ထဲမှာတခါသူ့ရဲ့အောက်တပွဲကျော်မှာကျွန်တော်3ညပရိတ်เนาะ10ပရိတ်17ပရိတ်ဒါဒီပွဲမှာကျွန်တော်တို့12ပရိတ်ဆိုပြီးသူကစားလို့ရသေးတယ်เนาะအဲ့ကစားတာမကစားတာတော့မသိဘူးအဲ့ဒီ12ပရိတ်ကဘာလို့ပြောတော့ဆိုတော့အဲ့ဒီနှစ်ထဲမှာဒီကနန်းခွန်8ခွန်เนาะသူကအော်တိုလိုက်ထွက်တာအဲ့ဒီ10ပရိတ်ထွက်တဲ့နှစ်ထဲမှာလဲသူကဒီခွန်8ခွန်ထွက်တယ်เนาะအဲ့ဒီ10ပရိတ်ဒီမှာထွက်သွားပြီဒီနှစ်ထဲမှာခွန်8ခွန်ဒီပွဲမှာထည့်ပြီးတော့ကစားလို့ရတယ်ဘာလို့ရတော့ဆိုတော့ तू က10ပရိတ်17ပရိတ်12ပရိတ်ကိုခွန်ထိတ်နဲ့အပူးခွားဆိုရင်8ခွန်8က तू ထွက်သွားလို့ရတယ်နော်တကယ်လို့အဲ့ဒီပွဲမထွက်ရင်လည်းနောက်ပွဲကို तू ကထည့်လို့ရတယ်ဘာလို့တော့ဆိုတော့ဒီကဏ္ဍက9ထိတ်စီပရိတ်9ပြီးအောက်တပွဲကျော်မှာထွက်တယ်နော်တခါဒီမှာလဲ6ထိတ်စီပရိတ်6အောက်တပွဲကျော်မှာထွက်တယ်ပြီးခဲ့တဲ့ပွဲကဖြစ်သွားတာဟိုခွန်ထိတ်စီဘေးမှာပရိတ်ခွန်ထွက်တယ်အောက်တပွဲကျော်ဆိုနောက်ပွဲမှာလဲ तू ထည့်လို့ရတယ်ကျွန်တော်တို့နောက်ပွဲစောင့်မနေဘူးနောက်ပွဲဆိုရင်ကြိုထွက်တက်လုံးလို့เนาะဒီပွဲမှာလည်းခွန်ထိပ်စီးနဲ့ခွန်8ခွန်ကြိုပြီးတော့ထည့်ထားလိုက်เนาะသူကဒီပွဲကိုဘာလို့ကြိုထည့်ခိုင်းလဲဆိုတော့ကျွန်တော်တို့ဒီနားမှာတော့ဒီ3ည99ဇောင်းထိုးတယ်เนาะဒီမှာ3ည99ဇောင်းထိုးထားတာရှိအဲ့ဒီ3ည99ဇောင်းထိုးထားတယ်သူ့ဇောင်းကခဏ960အဲ့ဒီ960ကသူကနေအချိန်ကကျွန်တော်တို့ဒီမှာ960လို့သူထွက်တာနောက်ဒီမှာလည်းရှိတယ်နော်3999ဇောင်းထိုးတယ်သူ့ဘဝကဏ္ဍ8ခွန်နော်အဲ့ကဏ္ဍကနှစ်အကြီးအကိုက်ဆိုရင်နှစ်အကြီးအကိုက်ကိုသူကဒီဘွဲကိုထည့်လို့ရတယ်ဘာလို့ဒီဘွဲကိုထည့်ခိုင်းတော့ဆိုတော့သူကဒီ960နဲ့အချိန်ကိုက်မှာထွက်မဲ့ကဏ္ဍ628
နော်အဲ့ဒီ6နှစ်ချစ်ဒီအဲ့ဒီ660ရဲ့အောက်ကကဏ္ဍ660ပြန်ကြထားတဲ့အောက်ကကဏ္ဍသူကလာထွက်တယ်မထွက်ခင်သူ့ရဲ့အပေါ်မှာနော်6ထည့်စီနှလုံးထောင်ပြီး650ဒီကဏ္ဍကိုသူကကြိုထည့်ဒါဆိုရင်ကျွန်တော်တို့အခုဒီခွန်8ခွန်ဒီပွဲကိုကျွန်တော်ကြိုထည့်လိုက်တာနဲ့နောက်ပွဲမှာခွန်ထည့်စီနှလုံးထောင်ပြီးတော့သူ့ရဲ့အောက်မှာနော်ကျွန်တော်တို့ဒီခွန်9ခွန်ဆိုတဲ့ကဏ္ဍထည့်မယ်သူမထွက်ခင်ခွန်8ခွန်မထွက်ခင်သူ့အောက်မှာထွက်တဲ့ကဏ္ဍခွန်9ခွန်ဒီရှေ့2နှစ်ကျော်939ခွန်ပြန်ကြရဲ့အောက်ကကဏ္ဍနော်ဒီနှစ်ကွက်လုံးဒီခွန်9ခွန်ရောခွန်8ခွန်ရောဒီပွဲမှာလည်းထည့်တယ်နောက်ပွဲမှာလည်းကျွန်တော်တို့ပြန်ပြီးတော့ထည့်အောင်မယ်သူကဒီဘက်မှာအထောက်တွေအများကြီးရှိတယ်เนาะကျွန်တော်မျက်စိချုပ်သွားမှဆိုလို့မပြောတော့ဘူးလိုရင်းပဲကျွန်တော်ပြောတယ်အဲ့တော့ဘယ်ပွဲထွက်ပေါ့လေเนาะကျွန်တော်လိုရင်းထည့်ပြီးတော့ဒါပြောပြထားတာကျွန်တော်ရေးထားပြီးသားခွန်8ခွန်ပြောက်သွားเนาะဒီမှာခွန်8ခွန်ရေးထားတယ်ခွန်9ရေးထားတယ်ခွန်5ရေးထားတယ်เนาะခုနကပြောတဲ့ခွန်4ခွန်4မိနေပါသေးလားခွန်4ကတိတ်တော့မကြိုက်ခွန်4ကတိတ်တော့မကြိုက်ဘူးတဲ့ဘာလို့လဲဆိုတော့ခွန်4နောက်တွဲတော့ရှိတယ်ခွန်4နောက်တွဲတော့ရှိတယ်ဒါပေမဲ့အဲ့ဒီ site ကခွန်4နောက်တွဲကိုဗရိတ်3နဲ့ထွက်ခိုင်းတာဒါကျွန်တော်တို့ဒီ6စွန်းတဲ့ခုနှစ်တည်းကနော်ခွန်ပရိတ်ဘေးမှာခွန်နောက်ပိတ်ခွန်နောက်ပိတ်တပင်ကျော်ကခွန်ထိတ်နော်ဒီမှာပဲသွားမယ်နော်သူ့ဘေးမှာကခွန်ပရိတ်ခွန်ပိတ်နော်ဒီလိုဖြစ်ထားတာရှိတယ်အခုဒီမှာလည်းရှိတယ်ခွန်ပရိတ်ခွန်ပိတ်ဒီလိုဖြစ်ထားတာရှိတယ်အဲ့လိုရှိတော့သူ့ရဲ့ဘေးမှာကကျွန်တော်တို့ကဒီ3နောက်ပိတ်နဲ့4နောက်ပိတ်နဲ့ကိုခွန်လို့ထည့်ကြနော်ဒီခွန်အဲ့လိုခွန်လို့ထည့်လိုက်တာနဲ့နော်ဒီနှလုံးခွန်လို့ထည့်လိုက်တာနဲ့ဒီ3လုံးပါဝါ9ပါဝါ4နောက်ပိတ်နော်ဒီမှာထည့်သေးတောင်3လုံး9ပါဝါ4နောက်ပိတ်သူက9-4နောက်တွဲထွက်တာဟုတ်ခွန်3ခွန်ဖြစ်နိုင်ပါတယ်နော်ဖြစ်နိုင်တယ်ခွန်3ခွန်ကမွေးကနန်းရှိတယ်ကျွန်တော်ကဒီနားတင်ကတ်မပြကျင်လို့ဒီကနန်းဒီနားတင်ကတ်ထွက်ဆိုတာကြီးကိုမကြိုက်တာနဲ့မပြတာအဲ့ခွန်3ခွန်ကမွေးကနန်းရှိတယ်ဒါပေမဲ့အောက်ရောက်ရင်တော့ကစားမှာပါဒီပွဲတော့ကစားခြင်းလေထည့်ကစားပေါ့လေနော်မွေးကနန်းရှိတယ်ကျွန်တော်မပြတာစိုက်အဲ့တော့ဒီခွန်ပရိတ်ဒီခွန်ထိတ်ကခွန်အပိတ်နော်အဲ့ဒီခွန်အပိတ်ကို3နဲ့4နဲ့ခွန်လို့ထည့်လိုက်တာနဲ့13လုံး9ပါဝါ4နောက်ပိတ်နဲ့ပြီးသွားကစားတယ်နော်5 4လို့တွဲတယ်ဒါဆိုဒုတိယကခွန်ပရိတ်ခွန်ထိတ်ကခွန်အပိတ်အဲ့ဒီခွန်ကို3နဲ့4နဲ့ကခွန်လို့ကစားမယ်ဒီထိတ်သီးတောင်3လုံး9ပါဝါ4နောက်ပိတ်လို့ကစားမယ်နော်6ခါနဲ့သူကထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာခွန်ထွက်ပြီနော်အဲ့ဒီခွန်ဒီ3နဲ့4နဲ့ကျွန်တော်တို့ခွန်လို့ထည့်မယ်နော်ခွန်4နောက်တွဲကစားမယ်ထိတ်သီးတောင်3လုံး9ပါဝါ4နောက်ပိတ်နဲ့ကစားမယ်တကယ်လို့ခွန်ထိတ်နဲ့ဗရိတ်8နဲ့ဆိုခွန်4ဆိုတဲ့ကဏ္ဍတာထွက်လို့ရတယ်နော်ဒါသဘောပြောပြတာပါနော်ကြိုက်မှလည်းထိုးမဲ့အဲ့ဒီကဏ္ဍကိုနည်းနည်းတော့စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ကျွန်တော်8ဗရိတ်ကြိုက်8ဗရိတ်ကြိုက်လို့ခွန်4နော်ခွန်4တို့ခွန်8 4တို့ဒါတွေကစားလို့ရတယ်နော်ဒီနောက်ပိတ်ကိုကျွန်တော်နှလုံးကစားခြင်းတာဘာလို့နှလုံးကစားခြင်းလဲဆိုတော့ကွက်ကြတာကအဲ့ဒီမှာ4နောက်ပိတ်ကသူကစကြရင်64နောက်တွဲကြမယ်ဆိုတဲ့ဟာမျိုးလည်းရှိတယ်အဲ့ဒါကြောင့်မလို့ထားလိုက်ပါတော့နော်4နောက်ပိတ်စကြရင်သူက64နောက်တွဲကြဖို့ရှိတယ်လေ6စွန်းနဲ့ခုနှစ်တိုင်းမှာ
အပူခွားတယ်ကွက်ကိုကြိုက်တာလေးတွေလေရွေးကစားရှစ်လေးထိုးတယ်တဲ့ဟုတ်ကဲ့ပါကြိုက်တာရွေးထိုးပါပဲเนาะကျွန်တော်ကတော့အော်ဂနာမရှိဘူးเนาะဒီပွဲအော်ဂနာမရှိဘူးအကြိုက်ကနန်းမတွေ့ဘူးအပူတာအော်800ဒီကနန်းမမေးနဲ့เนาะကျွန်တော်တို့8ပရိတ်နဲ့800မွေးကနန်းကျွန်တော်2ဥမာတွေပြထားတာရှိတယ်800တတိထား800အောက်မှာ884ဆိုလို့800အမှတ်ရသွားဒီမှာရေးထားတယ်18 break ဒီကနေ့ခွန်ထိတ်နဲ့လည်းပြောင်းထိုးเนาะဒီလိုလဲထိုးခွန်နှစ်9လို့ဒီလိုလဲပြောင်းထိုးကဲပူးတာမပူးတာတော့မသိဘူးကျွန်တော်လည်းပူးချလိုက်ပြီကလနာလည်းပြမယ်ဆိုရင်အများကြီးပဲဒါတပွဲစာအတွက်ပဲဒီပွဲအတွက်တည်းပဲကျွန်တော်ထည့်ထားတဲ့ဟာတွေပဲနောက်ပွဲအတွက်တွေရောကလနာတပတ်ကိုကုန်တာမနေဘူးဒီမှာကြည့်နော်တပွဲစာကျွန်တော်မပြရမကြိုက်လို့မပြရခြံထားတာတွေလည်းရှိသေးတယ်ဒီနေ့ထဲမှာ14ပရိတ်လို့ကြိုက်ရင်149မွေးတာ149ခွန်ထိတ်ပဲကြိုက်တယ်ခွန်ထိတ်နဲ့အပူးဆိုရင်အကွက်20ရှိ30ရှိမှာဘူးနော်30 29ကွက်ရှိဟိုမှာခွန်ရှေ့ဘူးနဲ့10ကွက်နောက်ဘူးနဲ့10ကွက်ခွန်ခွနဲ့10ကွက်ဒါခွန်ဘူးအောင်မှာဟုတ်နော်တကယ်လို့ခွန်မဘူးပဲနဲ့ခွန်ပါတဲ့အပူးဆိုရင်လည်းအများကြီးဖြစ်မှာဒါမျိုးတွေပေါ့ခွန်တစ်လုံးနဲ့ပူးသွားမှာတယ်မျိုးတွေလည်းရှိဒီကောင်နေကြိုက်တယ်နော်ဒီကောင်နေနော်နှစ်နှစ်ကျော်ခဏဒီကောင်နေကြိုက်တယ်နည်းနည်းတင်ထိုးမယ်ဆိုရင်တော့ဒီနှစ်ကွက်နော်တင်ထိုးလို့ရတယ်ဒီကောင်ဒီကောင်ပြောတာဒီကောင်နေနော်တင်ထိုးလို့ရတယ်နော်ဒီမှာဓာတ်ပုံပဲရိုက်ယူထားလိုက်တော့ဒီပွဲအတွက်အော်သီးတော့မရှိ